အဲ့လိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Real Madrid ကတော့ဒါကလပ်ကပဗလာအုပ်စုဒုတိယမြောက်ပွဲစဉ်မှာကျွန်တော်တို့ပိုပြတ်နိုင်ပွဲရခဲ့ပြီပေါ့ဗျာပထမပွဲချိန်အစောပိုင်းမှာဒါ Raul Asensio racket ထိသွားတဲ့အနီကပ်ပေါ်မှာ Real Madrid fan တွေဒီပွဲအမှတ်လျော့သွားမလားဆိုပြီးတော့ဆိုရင်ပူပန်စိတ်တွေတော့ရှိခဲ့တာပေါ့ဒါပေမဲ့ပွဲကစားချိန်ကြာလာတဲ့အမျှကျွန်တော်တို့ဒါဇာဘီလွန်ဆိုပေါ်ချင်းတဲ့ကစားပွဲကိုတဖြည်းဖြည်းချင်းတွေ့ခဲ့ရတယ်ဒါ Madrid fan တိုင်းလည်းပဲဒီနေ့ည performance ကိုသဘောကျမယ်ကြိုက်နေတတ်ကြမယ်လို့တော့ကျွန်တော်ယုံကြည်ရဗျာဆိုတော့ Real Madrid ဒါတိုးတက်ဖို့အများကြီးတော့လိုနေသေးတယ်ဒါပေမဲ့လက်ရှိပြသွားတဲ့10ယောက်17ယောက်ကန်ပြီးတော့ပြသွားတဲ့နေထားတွေဒါလောက်ပြသွားတဲ့ play style တွေကတော့ဒါအဆင်တော်တော်လေးပြေလာပြီကျွန်တော်တို့လိုချင်တဲ့ Real Madrid ကိုတဖြည်းဖြည်းချင်းနဲ့တွေ့သွားရတော့မယ်လို့ယုံကြည်တယ်ဆိုတော့သုံးမှန်လဲရတယ်ကိုးပြက်လဲနိုင်တယ်အားလုံး good night ပါနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံပါမယ်ဗျ